မန်လူတော်မရေးဆွဲနိုင်တဲ့တက်တူးပညာကိုလက်မပါဘဲရေးဆွဲနိုင်တဲ့မတန်ဆွမ်းတက်တူးဆရာဝေရမယ်။အားလုံးပဲမင်္ဂလာပါရှင်။ဆယ်လီယန်ဆိုင်တာမှပြန်လည်ကြိုဆိုလိုက်ပါတယ်။လောကကြီးမှာလူရဲလို့ဖြစ်လာရင်အားနေတဲ့သူနဲ့အားသာတဲ့လူဆိုပြီးနှမျိုးနှစ်စားရှိပါတယ်။ကိုချင်းစာတရားနဲ့ပါလာပြီးမြစ်တာတက်ခေါင်းပါလာတဲ့ယနေ့ခေတ်လိုအချိန်မှာအားနေတဲ့လူရန်စားတွေရဲ့ဘဝဟာအတော်လေးရုန်းကန်ရခက်ခဲနေရတာပဲဖြစ်ပါတယ်။ခက်ခဲကြတဲ့လောကရန်ကိုရင်ဆိုင်နေရတဲ့အထင်းမှာမတန်ဆွမ်းဖြစ်နေရတာဟာအတော်လေးဝေကြွေးကြီးမားတာဖြစ်ပါတယ်။လူပေါင်းဖွဲ့စည်းမှာမတန်ဆွမ်းနေဟောင်းလူရောက်သွင်းမခံရတဲ့လူရန်စားတရားဖြစ်တည်ရှိနေပြီးလူများရဲ့ချိုးနှိမ်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်။ဝေဖန်မှုတွေများတဲ့လူဖွဲ့စည်းထဲမှာမွေးရပါအားနည်းချက်ရှိသူတွေဟောင်းလောင်ပြောင်ခဲ့ရဲ့ခံရဖို့သာမွေးဖွားလာတယ်လို့ဖြစ်နေခဲ့တဲ့အတွက်မတန်ဆွမ်းနေရဲ့ရှင်သန်နေထိုင်မှုတွေဟောင်းနေ့ရက်တိုင်းမှာစိန်ခေါ်မှုတွေဖြစ်နေကြတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစိန်ခေါ်မှုတွေများတဲ့ဘဝတွေမှာလူကြားတွေမှာထွက်ပေါ်လာခဲ့တဲ့လက်မပါတဲ့တက်တူးဆရာတယောက်ပြင်လှုပ်ကိုင်နေတဲ့မောင်ဝင်းရမင်းကတော့မီဒီယာတွေလေမှာလူသိများနေကြတာပဲဖြစ်ပါတယ်။အနုပညာလို့ဆိုတော့တာမန်လူတွေမလုံနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။အနုပညာရဲ့တိုင်းတာကကြီးမားပြီးလူတိုင်းလိုက်မလုံနိုင်တော့တဲ့စံနှုန်းတွေရှိတဲ့အတွက်အနုပညာသမားဖြစ်ရပ်တည်ဖို့ဆိုရင်ဉာဏ်နဲ့ပါရမီပါမှရမှာပဲဖြစ်ပါတယ်။အခုခါမှာတော့တက်တူးပညာကိုလက်မပါပဲခြေထောက်နဲ့သာလုတ်ကိုင်းနေတဲ့မောင်ဝင်းရမင်းဟာလူတွေကိုအံ့ဩစီတာဖြစ်ပါတယ်။တက်တူးပညာဆိုတာဟာတာမန်လက်တန်တဲ့သူတွေတောင်ရေးဆွဲရမလွယ်တဲ့ပညာတစ်ခုဖြစ်ပါတယ်။ပညာတစ်ခုဟာစာရွက်ပေါ်မှာရေးဆွဲမိခဲ့ရင်အမားဖြစ်ရလွယ်ပေမဲ့တက်တူးနည်းပညာကတော့လူရဲ့ရေးပြားပေါ်မှာရေးဆွဲရတာဖြစ်လို့အလွန်ခက်ခဲပြီးအမားပါလို့မရတဲ့ပကြီးပညာပဲဖြစ်ပါတယ်။ဒီလိုမျိုးခက်ခဲတဲ့ရှေ့ပြားပကြီးနုပညာကိုလက်မပါတဲ့သူကအသက်မွေးဝမ်းကြောင်းဖြစ်လုပ်ကိုင်းနေတယ်ဆိုတော့ကြားရတဲ့သူတွေအတွက်အမှန်တကယ်မယုံကြည်နိုင်စရာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတနက်12နှစ်အရွယ်တက်တူးအာတစ်ဖြစ်တဲ့မောင်ဝီရမင်းကတော့မွေးရပါလက်မပါတဲ့ခန္ဓာကိုယ်နဲ့ခြေထောက်နှချောင်းကိုအသုံးပြုကတက်တူးတွေရေးဆွဲရင်သူ့ဘဝရဲ့သက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်လုပ်ကိုင်းနေတာပဲဖြစ်ပါတယ်။လက်မပါတဲ့တက်တူးဆရာဖြစ်ပေမဲ့သူရေးဆွဲတဲ့ပုံတွေဟာတာမန်တက်တူးရေးဆရာတွေတောင်ရေးဆွဲဖို့ခက်ခဲလောက်တဲ့အထိပညာသားပါတဲ့ပုံတွေပဲဖြစ်ပါတယ်။ငယ်စဉ်ကလေးကပုံဆွဲရတာဝါသနာပါခဲ့တဲ့အတွက်ပကြီးပညာနဲ့ပတ်သက်ပြီးလောက်ကိုင်းတဲ့အတန်မူဝမ်းကြောင်းကိုလောက်ကိုင်းခြင်းခဲ့တာဆိုပါတယ်။မွေးရပါမတန်ဆွမ်းဖြစ်နေခဲ့ပေမဲ့လေကိုဘဝကိုအားငယ်မှုမရှိဘဲကိုစွမ်းတလောက်ကြိုးစားရင်လူပိသားအောင်နေထိုင်နိုင်မှုကြိုးစားနေတာလို့လည်းအင်တာဗျူးမှာအားတက်တရောဖြေကြားခဲ့တာဖြစ်ပါတယ်။မတန်ဆွမ်းဖြစ်တဲ့အတွက်လူတချို့ရဲ့ထင်မြင်သိမှုလေးခံရတယ်လို့လက်မပါတဲ့အတွက်ကြောင့်တက်တူးထိုးရမှာလည်းအခက်အခဲတွေများစွာရှိပါတယ်။ထိုအခက်အခဲတွေဟာပညာကြောင့်မဟုတ်ပဲတက်တူးထိုးမဲ့သူတွေရဲ့ယုံကြည်မှုကိုမခံရတာဖြစ်တဲ့အတွက်ကြောင့်စိတ်ထိခိုက်ဝမ်းနည်းရတာတွေဖြစ်ပါတယ်။ဝေယမင်းထောင်တက်တူးဆရာတင်တန်းနေလဲတက်မြောက်ထားပြီးတရားဝင်တက်တူးဆရာလုပ်နေတဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်လူငယ်တွေကလူငယ်တယောက်ဖြစ်တဲ့ပြင်ကဘာကျော်တက်တူးဆရာကြီးတယောက်ဖြစ်ခြင်းနဲ့ AR တိုင်းသားတက်တူးဆရာတယောက်ဖြစ်တဲ့လက်နှစ်ပတ်မပါတဲ့မွေးရပေါင်းမတန်ဆွမ်းတက်တူးဆရာဝေယမင်းနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့မြင်ကိုလည်း comment မှာဝေမျှပေးကြပါအောင်ရှင်။